ဘယ်မှာဟုတ်လဲ26နဲ့26နဲ့ဟမ်26နဲ့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 အေး你来玩的。还录不录？我来刚刚表。26နဲ့နော်26နဲ့26နဲ့ပေါင်းနား5250နှစ်အေး လေးပေါ့ဟုတ်တယ်နား52အဲ့ဒါ14နဲ့ပေါင်းတော့14နဲ့ပါ28အေးမင်းတိကနေ30ထိရောရလို့လားမင်းကပေါက်တယ်လားမင်းဟုတ်တယ်1000နဲ့1နှုတ်တော့ဘယ်လောက်တော့လဲထောင်နဲ့တင်တော့200ကျကျန်999အဲ့ဒါ1000နဲ့3နှုတ်ရောအဲ့ဒါ1000နဲ့1000နဲ့တင်တော့1000ကျန်လေအဲ့1000နဲ့3နှုတ်ဘယ်လောက်တော့1000နဲ့တော့နို့3နှုတ်ခွေးအေးအားပြောလားအမင်း6နဲ့2နဲ့ပေါင်းရင်တော့6နဲ့နဲ့ပါစစ် မင်း1နဲ့3ရေးပြီလားရေးတတ်ပြီလားရေးတတ်သေးပါဘူးခုမှမင်းမနဲ့နှစ်တော့ ဟာမကြီးတစ်တာဟာမအေးနှစ်ကနှစ်တာအေးအဲ့ငါကြောင့်မင်း1နဲ့3ဘလို့လို့ပေါင်းနေတတ်နေအောင်7နဲ့ပေါင်းရင်ဆက်နေပါ24အေး20နဲ့30နဲ့ပေါင်းရင်20နဲ့30နဲ့ပါ30ဟော30နဲ့20ပေါင်းရင်30နဲ့20နဲ့ပါ50လေးသောသားမျိုးလမ်းကြောင်းမှာရောက်ဟော30နဲ့20ပေါင်း50တဲ့ဘောဟုတ်တယ်50နဲ့30ပေါင်းရောအဆူ50နဲ့30နဲ့ပါစစ်တယ်ဟောဆိုင်လာနေတော့ကြည့်မင်းတော်တော်ဘလို့တော့မင်းအန်အောလိုက်လားမင်းငါရန်ကုန်ခောက်တော့မှထင်ပါတယ်မင်းမင်း9နှစ်ပဲရှိသေးတာဘာလို့အလုပ်တက်တာဘာလို့ပေါင်းအော်6နှစ်အဲ့ဘာလို့ပေါင်းတက်တာအဲ့ဘယ်သူတင်တာတော့အပေါင်းနေရကိုပေါင်းတာလားစိတ်ထဲမှာပေါင်းလိုက်တာအဲ့ဆို14နဲ့17နဲ့ပေါင်းရော14နဲ့17နဲ့ပေါင်း14နဲ့17နဲ့မင်းပေါင်းတယ်လား14နဲ့17နဲ့ပေါင်းလားမင်းဒီလောလောဒီပဲလာလို့အေးမင်းဘယ်လိုပေါင်းလဲ14နဲ့17ငါပေါင်းပြစမ်း14နဲ့1714နဲ့17အေး14နဲ့17နဲ့ပေါင်းပြော26ဟော26တွေ့ကြမှန်းတာပဲဟမ်